ဒီနေ့တော့မြို့ရဲရောက်တော့မုံဆိုင်လေးတွေပတ်စားဖြစ်ခဲ့ပါတယ်ပထမဆုံးသွားစားတဲ့ဆိုင်လေးကတော့ရှောင်းကောဟော့ပေါ်ပါဆိုင်လိပ်စာကတော့လမ်းမတော်မြို့နယ်လဲတန်းလမ်းမှာဖြစ်ပြီးတော့ဖွင့်ထားတာသိမကြသေးဘူးလို့သိရပါတယ်ဒါကတော့သူ့ဆိုင်မှာရနိုင်တဲ့မန်နူးလေးတွေပေါ့နော်အချင်းရီကိုယ်တိုင်ဆက်လို့ရအောင်ဆုံးထားပေးထားပါတယ်အေးကတော့လီမိုတီနဲ့ orange juice ဆိုပြီး2မျိုးရှိပါတယ်ကိုရီးယားတော့ဒီနေ့ပေါ်ထက်မှာပဲထိုင်ခဲ့လိုက်ပါတယ်အခုမှာထားတာလေးတွေကိုလာချပေးနေပါပြီဝတ်သားနဲ့တစ်ဆက်မှာလိုက်တယ်ကျန်တာကတော့ကိုစားကျင်တာလေးတွေကိုနည်းနည်းပါးပါးအတော်မှာလိုက်တာပေါ့နော်ကဲမျောနေတဲ့သူလည်းရောက်လာပြီဆိုတော့စဆွဲပါတော့မယ်နှစ်ယောက်လုံးကအစားတောင်းနဲ့ပတ်သက်ရင်တော့အရန်စိတ်ချရတယ်မကြိုက်တာလည်းမရှိဘူးမစားတတ်တာလည်းဘာမှမရှိဘူးဒါကတော့ဘယ်ဆိုင်သွားကိုအမြဲဆက်နေကြအချင်းစတိုင်ပေါ့နော်ဟင်းရည်ကိုတော့မာလာနဲ့တုံရမ်းဆိုပြီး2မျိုးရွေးလိုက်ပါတယ်အရသာပိုင်းမှာအဖြစ်ပြောစရာမရှိအောင်အရန်ကောင်းပေမဲ့ဆက်မန်နူးထဲမှာပါတဲ့အမေတွေကတော့နဲတယ်လို့ခံစားရပါတယ်ဒီထက်စုံအောင်ထည့်ပြီးတော့ပိုကောင်းမယ်လို့အကြံပြုချင်ပါတယ်ဖူဒီ2ယောက်စုံတဲ့နေ့ဆိုတော့ဟော့ပေါ့နဲ့လည်းမပြီးသေးဘူးအဲ့ဒါစံပြမှာရှိတဲ့အိုးရှိဆူရှီဆိုင်ကိုဆက်ပြီးတော့ချီတက်သွားကြပါတယ်ကိုရီးယားထမင်းသမားတွေဆိုတော့လေဘာသာထမင်းလေးပါမှရင်အေးတယ်လို့ထင်တာအိုးရှိတာဘယ်ဆိုင်ခွဲစားလက်ရလဲမှန်တယ်ဈေးလဲသူ့ဟာနဲ့သူတော့မစိုးလို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါပြီးရနဲ့ရွှေဒဂုံဖျားကိုခဏဝင်နေလမ်းလေးပါလေးလျှောက်ပြီးဘိုင်နေနဲ့ခြောင်သွားတာနဲ့ရေသားရှိလမ်းမှာရှိတဲ့မုံရိုးရာရေစိုးလက်ညစ်မုံဟင်ကားကိုသွားစားပြစ်ခဲ့ပါတယ်ညဝကျုံးမှာမုံဟင်းကားတွေနဲ့ပဲကြီးပြင်းခဲ့လို့လားမသိဘူးသူ့ရတာကိုတိတ်ပြီးတော့ကြိုက်မတွေ့ခဲ့ပါဘူးမုံဟင်းကားထက်ဆိုင်ရင်အကျော်ကပိုစားကောင်းတယ်လို့တောင်ထင်ပါတယ်အကျော်ကတော့စီလဲတန့်တယ်လို့မွားရွပြီးတော့တော်တော်လေးကိုစားကောင်းပါတယ်